မိတ်ဆွေတို့ဖုန်းလာတဲ့အချိန်ကျွန်တော်တို့အများဆုံးဒီလိုရိုးရိုးလေး animation ပဲတွေ့ရပါတယ်ဒီကနေ့ဗီဒီယိုမှာတော့ကျွန်တော်တို့ဖုန်းလာတဲ့အချိန်ဒီလိုလေး notification အလားလေးထည့်နေကိုပြောပြပေးသွားမှာဖြစ်ပါတယ်မိတ်ဆွေတို့ application ကနေလုပ်တဲ့အတွက်ဘယ်ဖုန်းမှာဆို easy နဲ့လုပ်လို့ရပါတယ်တကယ်ချင်းတို့သုံးနေတဲ့ Android ဖုန်းမှာလည်း iPhone 15 Pro Max notification ဒါမှမဟုတ်စိတ်တိုင်းကြ notification လေးကိုရွေးချယ်ပြီးထည့်လို့ရပါတယ်ဒီနည်းလေးကိုကြံနေတဲ့သက်ဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုကို like လုပ်ပြီးမှ YouTube channel လေးကိုလည်းတွားရောက် subscribe လေးလုပ်ပေးလို့ရပါတယ် Okay ကျွန်တော်တို့အချိန်မဆွဲဘဲနဲ့ဒီဗီဒီယိုကိုစလိုက်โอเคပထမဆုံးအနေနဲ့ကျွန်တော်မိတ်ဆွေတို့ကိုနမူနာအဖြစ်စမ်းပြပေးပါမယ်မိတ်ဆွေတို့ဒီမှာကြည့်လိုက်ပါကျွန်တော်သုံးနေတဲ့ Android phone နဲ့မှာ call notification အလားလေးထည့်ပေးလိုက်ပါမယ်အဲ့မှာမိတ်ဆွေတို့လည်း iPhone notification ထည့်ခြင်းလည်းရပါတယ်စိတ်တိုင်ကြရွေးချယ်ပြီးထည့်လို့ရပါတယ်โอเคကျွန်တော်စိတ်တိုင်ကြ notification ထည့်ပြီးကျွန်တော်ဖုန်းကိုနောက်တစ်လုံးဖုန်းကနေခေါ်လိုက်ပါမယ် call လုပ်နေတဲ့အတွက်ခဏဆောင်ပေးပါအမကြည့်လိုက်ပါမိတ်ဆွေတို့ call notification အလားလေးပေါ်လာပါပြီမိတ်ဆွေတို့ဖုန်းမှာလည်းဒီလိုစိတ်တိုင်ကြထည့်လို့ရပါတယ် iPhone notification လည်းထည့်လို့ရပါတယ်Okay ပြီးရင်ကျွန်တော် iPhone notification လေးထည့်ခြင်းနဲ့မိတ်ဆွေတို့အတွက် iPhone notification ထည့်ပြီးမှစမ်းပြပေးပါမယ် Okay ကျွန်တော်စိတ်တိုင်းကြ iPhone call notification လေးထည့်ပြီးပြီဆိုတော့ကျွန်တော်နောက်တစ်လုံးဖုန်းကနေကျွန်တော်ဖုန်းကို call လုပ်လိုက်ပါမယ်မိတ်ဆွေတို့တစ်ဖက်ကနေဖုန်းခေါ်နေတဲ့အတွက်ခဏဆောင်ပေးပါအမှကြည့်လိုက်ပါမိတ်ဆွေတို့ iPhone call notification လေးအလားပေါ်လာတာကိုမိတ်ဆွေတို့မြန်မြန်အတိုင်းပါပဲ Okay ပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီနည်းလမ်းကိုဘယ်လိုလုပ်ရမလဲဆိုတော့ Play Store ကိုတစ်ချက်ဝင်မယ်ပြီးရင် source လုပ်တဲ့နေရာကိုတွားမယ်အမှမိတ်ဆွေတို့ GOLT ရတာနဲ့ application ပေါ်လာတာကိုတွေ့ရလိမ့်မယ် Okay ပြီးရင်ကျွန်တော်တို့ application ကိုတစ်ချက် install လေးတင်မယ် Okay application ကို install လုပ်ပြီးရင်တစ်ချက်လေးဝင်မယ်ခဏဆောင်ပေးပါ Okay ပြီးရင်ကျွန်တော်တို့ GETSTARTED guest test ဆိုတာလေးကိုတစ်ချက်လေးနေမယ်ပြီးရင် enable ဆိုတာလေးကိုတစ်ချက်လေးနေမယ် Okay ပြီးရင် GOLT ဆိုတာကိုနေပြီးရင် set D+ ဆိုတာလေးကိုတစ်ချက်လေးနေမယ် Okay ကျွန်တော်တို့ဒီမှာဒီလိုအနေထားလေးတွေ့ရပါတယ် Okay ပြီးရင်ကျွန်တော်တို့ next ဆိုတာလေးကိုတစ်ချက်လေးနေမယ် Okay ပြီးရင်ကျွန်တော်တို့အပေါ်တောင်းမှာရှိတဲ့ asset 30လေးကိုတစ်ချက်နေမယ်နေပြီးရင် setting ကိုတစ်ချက်နေမယ်ပြီးရင် app icon ဆိုတာကိုတစ်ချက်နေမယ် Okay ပြီးရင် make ဆိုတဲ့အမှာစိတ်တန်ကြ icon လေးထည့်ပြီးရင် back clock ကိုတစ်ချက်နေပြီးထွက်လိုက်ပါပြီးရင်အပေါ်ကိုနည်းနည်းလေးဆွဲပေးလိုက်ပါအမှ display call incoming AS ဆိုတာလေးကိုတစ်ချက်လေးနေပေးလိုက်ပါ Okay ပြီးရင် make ဆွေတို့ဒီ software ထဲမှာပဲရှိတဲ့အပေါ်ကမြင်ကြောင်း3ကြောင်းကိုတစ်ချက်နေလိုက်ပါ Okay ပြီးရင် customize call screen ဆိုတာကိုတစ်ချက်နေလိုက်ပါပြီးရင်နာမည်အလားထည့်ဖို့အတွက် left ကိုတစ်ချက်လေးနေပေးလိုက်ပါအမှ make ဆွေတို့စိတ်တိုင်းကြနာမည်အလားထပ်ပြီးမှ back clock ကိုတစ်ချက်နေလိုက်ပါOkay ပြီးရင် style ဆိုတာလေးကိုတစ်ချက်လေးနေပေးလိုက်ပါဒါကတော့ကျွန်တော်တို့ call notification အလားလေးဖြစ်ပါတယ်ဒီမှာမိတ်ဆွေတို့စိတ်တိုင်းကြ call notification အလားလေးရွေးချယ်ပြီးထည့်လို့ရပါတယ် Okay ဒီလောက်ဆိုရင်မိတ်ဆွေတို့ဒီဗီဒီယိုကိုနားလည်လိမ့်မယ်လို့ထင်ပါတယ် See you next video ကိုပိုင်အားလုံးကိုကျေးဇူးတင်ပါတယ်